အကြိုက်ဆုံးတရုတ်ဟင်းပွဲလျာတွေထဲမှာတစ်ခုဖြစ်တဲ့ကြက်သားချိုချင်ကျော်ဒီနေ့ကြော်စားပြလို့ပြန်လည်မျှဝေပေးကြပါတယ်။ကြက်သားမုံငရုတ်ကောင်းထောင်းထားတဲ့ကြက်သွန်ပြူတို့ကိုထည့်ပြီးနှံ့နေအောင်နေပေးလိုက်ပါတယ်။ပြီးရင်အသားတွေကိုစားကြိတ်ပါမယ်။ကြိတ်ထားတဲ့အသားတွေထဲကိုဂျင်းအရည်ညှစ်ထည့်မယ်။ကြက်ဥအနှစ်ထည့်မယ်။အကြော်မုတ်ထည့်မယ်။ပြီးရင်ရေကိုနည်းနည်းချင်းစီထည့်ပြီးနေပေးလိုက်ပါတယ်။ပြီးရင်တော့ကိုစားချက်နဲ့အရွယ်အနေထားလေးလုံးပေးလိုက်ပါတယ်။အားလုံးကိုလုံးပေးပြီးဆိုရင်တော့စကြော်ပါတော့မယ်စီထည့်မယ်စီပူလာရင်အသားလုံးလေးတွေကိုထည့်ပြီးကြော်ပေးလိုက်ပါတယ်ကြော်ပြီးတဲ့အခါမှာမီးအေးအေးလေးနဲ့ပဲကြော်ပေးပါရှင်မီးပြင်းလို့ရှိရင်အထဲထဲကအသားကမကြက်ပဲအပြင်ကကျွန်းသွားတတ်လို့ပါအယောင်လေးလည်းရဲလာပြီးဆိုရင်ဟိုဘက်ဒီဘက်လှန်ပေးလိုက်ပါတယ်ရဲရဲကျွတ်ကျွတ်လေးဖြစ်လာပြီးဆိုရင်တော့ဆယ်ပေးလိုက်ပါတယ်ဒါဆိုရင်ချူချင်းကြော်စကြော်ဖို့အတွက်ဆော့ဆက်ပါမယ်ခန်းကျင်သည့်အနှင့်ရှာလကာရီတကြားကြက်သားမုံပြောင်းကုန်မုံရေတို့ကိုထည့်ပြီးနှံ့နေအောင်မွေးထားလိုက်ပါတယ်ကြက်သွန်အဖြူအနီတို့ကိုအရင်ကြော်ပါမယ်စီတက်ထားတာရပြီဆိုရင်အသီးရွက်လေးတွေကိုထည့်ကြော်လိုက်ပါတယ်ခယူစီထည့်မယ်ပြီးရင်နှံ့နေအောင်မွေးပေးလိုက်ပါတယ်ပြီးရင်အသားလုံးတွေကိုထည့်ကြော်လိုက်ပါတယ်နောက်ဆုံးမှာတော့ဆော့ဆက်ထားတာလေးထည့်ပြီးအားလုံးကိုနှံ့နေအောင်ပြန်ကြော်ပေးလိုက်ပါတယ်ခုဆိုရင်တော့အရသာရှိလာတဲ့ချိုးချိုးချစ်ချစ်နဲ့စားလို့ကောင်းတဲ့ကြက်တလုံးချိုချင်ကြော်လေးရပါပြီရှင်ဗီဒီယိုကိုအဆုံးထိကြည့်ပြီးသူအားလုံးကိုကျေးဇူးပါနောက်ဗီဒီယိုမှာပြန်ဆုံမယ်နော်